Hey လူတွေမင်းတို့ငါ့ကိုအလွယ်တကူခွာစားလို့ရတယ်ဆိုပြီးအထင်မသေးနဲ့ငါနာမည်ငှက်ပြောသီးကွာငါမှာပိုတက်ဆီယမ်တွေဗီတာမင်တွေအပြည့်ရှိတယ်ဒါပေမဲ့မင်းတို့ငါ့ကိုစားချင်တဲ့အချိန်ထစားနေရင်တော့အန်တီရဲ့ကမင်းတို့အနားမှာပဲမှတ်ထားမနှက်စာစားပြီးနောက်ပိုင်းဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ပြီးချိန်ငါ့ကိုစားစမ်းပါအဲ့ဒါမှငါးစီကအားရင်တွေကိုမင်းတို့အပြည့်အဝရမှာလုံးဝမလုပ်ရမယ့်အချက်မနှက်အိပ်ယာနိုးနိုးချင်းဘိုက်ထဲမှာဘာမှမရှိပဲငါ့ကိုလာမစားနဲ့ငါမှာပါတဲ့မက်ကနီဆီယမ်တွေကမင်းတို့သွေးတွေကကယ်လ်ဆီယမ်နဲ့မက်ကနီဆီယမ်မျှခြေကိုဖျက်စားပြီးနှလုံးကိုဒုက္ခပေးလိမ့်ပြီးတော့ညဘက်ကြီးငါ့ကိုလာမစားနဲ့အစာမကြေပဲချောင်းစိုးတလိပ်ထပြီးတညလုံးအိတ်မပျော်ဖြစ်ချင်သလားငါ့ကိုတန်ဖိုးရှိအောင်စားစမ်းပါမင်းတို့ကျမ်းမာရေးအတွက်ငါကရန်သူမဟုတ်ဘူးမင်းတို့ရဲ့အမားတွေကသာရန်သူပဲဟေးလူတွေမင်းတို့ငါ့ကိုအလွယ်တကူခွာစားလို့ရတယ်ဆိုပြီးအထင်မသေးနဲ့ငါနာမည်ငှက်ပြောသီးကွာငါမှာပိုတက်ဆီယမ်တွေဗီတာမင်တွေအပြည့်ရှိတယ်ဒါပေမဲ့မင်းတို့ငါ့ကိုစားချင်တဲ့အချိန်ထစားနေရင်တော့အန်တီရဲ့ကမင်းတို့အနားမှာပဲမှတ်ထားမနှက်စာစားပြီးနောက်ပိုင်းဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ပြီးချိန်ငါ့ကိုစားစမ်းပါအဲ့ဒါမှငါးစီကအားရင်တွေကိုမင်းတို့အပြည့်အဝရမှာလုံးဝမလုပ်ရမယ့်အချက်မနှက်အိပ်ယာနိုးနိုးချင်းဘိုက်ထဲမှာဘာမှမရှိပဲငါ့ကိုလာမစားနဲ့ငါမှာပါတဲ့မက်ကနီဆီယမ်တွေကမင်းတို့သွေးတွေကကယ်လ်ဆီယမ်နဲ့မက်ကနီဆီယမ်မျှခြေကိုဖျက်စားပြီးနှလုံးကိုဒုက္ခပေးလိမ့်ပြီးတော့ညဘက်ကြီးငါ့ကိုလာမစားနဲ့အစာမကြေပဲချောင်းစိုးတလိပ်ထပြီးတညလုံးအိတ်မပျော်ဖြစ်ချင်သလားငါ့ကိုတန်ဖိုးရှိအောင်စားစမ်းပါမင်းတို့ကျမ်းမာရေးအတွက်ငါကရန်သူမဟုတ်ဘူးမင်းတို့ရဲ့အမားတွေကသာရန်သူပဲ